ဘာဖြစ်သွားလဲသူတို့အိုး ဘာဖြစ်ရမှာတော့မင်းဒီကနန်းပေးလိုက်တာအကုန်လုံးခွေထိုးကြပြီလေ ငါပုတ်လေကနန်းတူတူငါဒီကနန်းသူတို့အင်ကြီးတွေမှာဝက်မထားလို့လေကနန်းတူတူငါပြောသွားပြီဒီဟာလို့ပြောရတာလေ အေးအဲ့ဒါမင်းပေးလိုက်တာမဟုတ်လား အဲ့ဒါမပေါ့ဘယ်လိုလုပ်ကြမလဲ မင်းကလည်းကွာပေါ့လို့လို့တဲ့ဒီမလေးဟုတ်လားအဲ့တော့ဘာပဲပြောငါတို့ကသူ့ကသူပေါက်ချင်းမပေါက်ချင်းအဲ့ဒါသူတို့ကိစ္စမပေါက်ဘူးဆိုလဲဒီကနေငါတို့လစ်လို့ရတယ်ဟုတ်တယ်မလား လာအဲ့ဆိုအင်းနေမြောင်ဝဲတကားပိတ်တာဒုက္ခပါပဲကွာခဏနေခဏငါနံပါတ်တိချက်ကြီးနေကမင်းမထိုးနဲ့တော့နော်မင်းမထိုးနဲ့တော့နော် ဒီမှာကြံနေလို့ငါ မ သွား လုပ် တ နဲ့ ယ် မလုပ်နဲ့ ဟဲ့အေးအဘကိုရှာတွေ့ပြီအဘကလေဟို3လုံး145ပေးထားတယ်ဟဲ့နှလုံးကိုလည်းအဲ့145ကိုပဲခွေထိုးတဲ့နော်နင်တို့လည်းအဲ့လိုက်ထိုးလိုက်ဟုတ်ပြီးတော့လေငါ့ကိုလေရားသမျှဒိုင်မှာအကုန်ရားသလောက်တင်ပြီဟုတ်ပြီလားဟဲ့ငါတော့ခြံထားနော်နင်တို့တွေငါတော့အကုန်ရားသလောက်တင်ပြီအေးပြီးရောနင်တို့လည်းထိုးနော်ဟဲ့အေးငါဘက်တိုင်တင်လိုက်အောင်မယ်တေးချထိုးနော်โอเค အပိုင်မဲကိုရတာ ပိုင်ထိုးပြမှာပိုင်ဇာမျက်နှာ လာကြပါ ထိုးရမှာ ချင်းကလည်းမရှိတော့ အေးလို့ကြအေးမိုက်အေးကြားလားဟောလေဟိုစက်ပြကြီးနောက်မှရင်ခုရှိတဲ့ပြအဲ့ရင်းမဲ့ပတ်စံအကုန်လုံးထိုးလိုက်ဟဲ့ထိုးရနော်ဘာအေးငါပြောစကားနားထောင်ငါကုမ္ပဏီထောင်မှာဟာကုမ္ပဏီထောင်မှာနော်အဲ့စက်ပြကြီးရောင်းရင်းမဲ့ပတ်စံအကုန်လုံးကိုထိုးလိုက်ဟိုကလေ145ဟိုနေနေနာလေးဟိုပွိုင်းအချင်းကလည်းမမီတော့ငေါ9000ဘူးတော့ထက်အေးဟိုငါရဲ့ဟိုကလေဟို2သိန်းမှုထိုးတယ်သူ့ငါတော့မထည့်ပေးတယ် 2သိန်းဘူးတော့ထိုးတာ 2သိန်းမှုထိုးပါ ငါအဲ့လိုမတတ်နိုင်ဘူး ကိုမကြောင် 9000ဘူး ဟုတ်ပြီလားအော်ဝင်းမီအေးတငယ်ချင်း145ထိုးပေးပါဦး တင်အပိုင် ဟုတ်တယ်ဘိုးတို့နဲ့တွေ့ကြတာခုလေးတွေ အချင်းကသိမရဘူး ပေးလိုက်တယ်ဟုတ်တယ်ခွေပေးအေးငါ3သိန်းမို့လားထိုးပါလားထိုးပါ ဟောပဲ3000မှုပဲထိုး 3000မို့3သိန်း3000မို့တငယ်ချင်းအေးလောက်ပါကုညီပါအောင်တငယ်ချင်းရဲ့ ငါအနည်းဆုံး ပါမဟုတ်ပေးပါမယ်တငယ်ချင်း 9000ဘူးပဲတတ်နိုင်တယ်လေ ငါထိုးပေးရတဲ့နေရာထိုးပေး ဘာပေးမလဲ ထိုးပါအေးထိုးရတော့ရတဲ့ရဲအောင်ထိုးပေးဟာလောက်ပါဟဲ့လောက်ကုညီပါရှင်းနေတာပုံမှန်ထိုးလိုက် မင်းဟိုမေ့ဝါလို့ဟိုနဲထပ်တင်အော်လိုက်နော်ထပ်တင်အော်လိုက် ပြောငါ9000ဘူးတော့ပါတော့ငါ9000ဘူးပါမလို့ အေးဒီကလေလုံဆုံးမှာဟဲ့ငါဒီကမှတင်လို့မရတော့လို့ပါအများကြီးမဟုတ်ပါဘူးဟဲ့ရကြလို့3000လောက်ခဲပါ3000လောက်ခဲနော်လို့ပါဟဲ့နေရလဲငါတောင်းမှမှာဒီဘက်မှာဘလို့မှမရလို့ပါဟဲ့ဒီတခါလေးကိုဟဲ့နေရလဲလုံဆုံးမှာတကယ်ချင်းချင်းရအောင်လို့လုပ်ပေးစမ်းပါဟဲ့နေပြောလိုက်စမ်းပါ3000ဘူးလေအေးပြော3000ဘူးရရနော်အေးပါဟဲ့3000ဘူးပဲလုံဆုံးမှာအေး3000ဘူးအေးစိတ်ချမယ်လို့တကယ်3000ဘူးလေအများကြီးမဟုတ်အေးဒါပဲ ဟိုမင်းကလေခဏဟောပြနေမှာဆိုတော့ဒုက္ခပါ ဘာကွာဘာရခင်ဗျာအမြဲတမ်းထိုးနေတာဗျာအခုမှမရဘူးဆိုတော့ဗျာဒိတ်ပဲမရှိတာအဲ့ဆိုပြီးတော့ဗျာနောက်လည်းဘယ်တော့မှမထိုးတော့ခင်ဗျာတို့ဒီမှာဒိတ်ပဲမရှိတာလေဒီမှာဟဲ့တင်လို့မရဘူး ဘယ်လိုရလဲ ငါ3000ဘူးပဲရတယ် ငါ့ကိုတော့ခွဲပေးပါဟာ ဟုတ်ပြီ နေရလဲ3000ဘူးလေ အဲ့ဆိုငါလည်း9ခုလောက်ပြပါတငယ်ကြီး တို့ကပဲနင်းတို့ငါ့ကိုတက်တက်ကြက်ပြက်ပြီ ဟောလောက်ပါလေဒီမှာတင်လို့မရတာတငယ်ကြီးကလည်းခဏပိတ်ခဏကြီးဖြစ်သွားလို့လေ ပြောင်း900ခုစီပဲရမယ်နော်ငါတို့ထောင် ငါဘူးအေးရမှာတငယ်ကြီးမရတယ်တဲ့တိုင်တော့ ဟယ်လိုအေးမိမဟာဒီနေ့ပန်းရဲမဲ့ပတ်စံနေအကုန်လုံးဟဲ့ငါဘိုးတော်ကြီးကနေပြီးတော့ငါခဏတောင်းလာတယ်အေး105အေးအဲ့ပတ်စံနေအကုန်လုံးဒီနေ့ဟာအဲ့105အော်လိုက်စမ်းဟဲ့အနေနေနေညာအော်ပြီနော်အေးဟုတ်ပြီဟဲ့နေနို့ထုံးမလားငါဒီမှာအော်ရသေးလားခဏထောက်အော်လို့ရသေးလားအေးငါတကယ်ချင်းနေဒီမှာဟိုသူတို့တိုင်နေပိတ်သွားပြောလို့ရလားရတယ်လေရောက်1000တောင်းမို့ရတယ် အဲ့တော့မှုတယ် 1000မို့နော်အေးအဲ့ဒါဆိုအားလုံးဘယ်လောက်ပဲလဲဒီမှာ1000 2000 2000 နေထုံးပါလား မတင်တော့ သူမတင် အဲ့ဆိုလို့ရှိရင်ဟို2000မို့နော်ငါတတ်နော်နောက်ထပ်ငါတက်ကချင်း2ယောက်ကတရားတော့နောက်ထပ်2000မို့ထပ်ထိုးမှာနော်အေးဟုတ်ပြီအေးအဲ့ဆိုဒါပဲနော်အေးဟုတ်ပြီ ဟောတော်သေးရပြီ ဒီမှာမရတော့ခဏ ဒီ ဟောပြနေ ဒီမှာအမြဲတမ်းထိုးနေတာဟောကွာဒိတ်ပဲ ဘာမှမဖြစ်ဒီမှာရပါပြီ အေးကျေးဇူးတင်ကွာ အေးဝါကျေးဇူးပါပါနော်